အလုံးမင်္ဂလာပါဗျာကိုသားပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကိုပြောက်ခါတာနှစ်ပုတ်မြောက်ပေးမှာဖြစ်ပါတယ်ကွန်မန့်နေမိတာရေးတာတောင်းထားတဲ့မိတ်ဆွေညီငယ်များအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ကိုရောင်နေဖြောင်းနိုင်မှုကိုရောင်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိဖို့အတွက်ဒီကရနှစ်ပုတ်ကိုအသုံးပြုလို့ရပါတယ်ရှင်းတော့ဆရာသမားကြီးဆိုလို့ရှိရင်ကျွန်တော်လာခွင့်ညနေမှာဒီကာတာကိုအခောက်1000ပေါ့နော်ရုပ်ပေါ်ပွားများပြီးတော့ကျွန်တော်တို့တွေအစွမ်းတွေပြသွားတယ်အဲ့တော့ဒီကာတာကိုရုပ်ရွတ်လိုက်တဲ့အချိန်မှာကိုရောင်ပြောက်ပြီးတော့အဲ့တော့ကျွန်တော်တွေကိုပြန်ပေါ်ခြင်းတဲ့အချိန်မှာပြန်ပေါ်သွားတာမျိုးတွေအဲ့လိုအစွမ်းတွေပြခဲ့ပါတယ်တချို့ကဆိုတော့အနေတွေကြုံတဲ့ခါမျိုးမှာကိုရန်သူတွေလိုက်နေတယ်ဒီကတော့ရွလိုက်တန်နဲ့ရန်သူတွေကိုမမြင်ရတော့ဘူးရန်သူတွေရဲ့မျက်စိတွေမှာကိုပျောက်ကွယ်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်ကိုကရန်သူတွေကိုတွေ့ရတယ်ရန်သူတွေကကိုမတွေ့ရဘူးစပြပေါ့နော်အဲ့လိုအနေကြုံတဲ့ခါမျိုးမှာလည်းအသုံးပြုလို့ရတယ်ခက်ခဲတွေကြုံတဲ့ခါမျိုးမှာလည်းအသုံးပြုလို့ရတယ်တစုံတယောက်ကိုမမြင်စေခြင်းကိုရန်သူတွေဒုက္ခပေးမဲ့သူတွေကိုမမြင်စေခြင်းနဲ့ဒီကာတာကိုရွတ်လို့ရပါတယ်ဗျအဲ့ခါတာနှစ်ပုတ်ရှိပါတယ်တပုတ်ကတော့ဘုရားမြတ်စွာဘုရားရှင်တိုင်ကိုတိုင်ဟောကြားခဲ့တဲ့အသုံးပြုခဲ့တဲ့တကူပြခဲ့တဲ့ခါတာဖြစ်တယ်နောက်တစ်ခါတာတပုတ်ကတော့လောကီဆရာကြီးတွေအစီရင်တွေလုပ်ခဲ့တဲ့ခါတာတပုတ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လောကီဆရာကြီးများလုပ်ခဲ့တဲ့ကျွန်တော်အသုံးပြုခဲ့တဲ့ရှေ့ခါတာတပုတ်ကတော့အုံဂေါနနံနာမစရိတံပုတ်တံပိယခဒေဝဂေါနေနစာယာစရိတိတုံမေရုခမူလေဇာယန္တိအုံဂေါနနံနာမစရိတံပုတ်တံပိယခဒေဝဂေါနေနစာယံစရိတိတုံမေရုခမူလေဇာယန္တိအုံဂေါနနံနာမစရိတံပုတ်တံပိယခဒေဝဂေါနေနစာယံစရိတိတုံမေရုခမူလေဇာယန္တိဆိုပြီးခါရကတော့29ခေါက်ရွတ်ပြရမှာဖြစ်ပါတယ်အရေးကြုံတို့ပြရလောရတဲ့အချိန်မျိုးတွေမှာလည်းခါတော့ရွတ်လိုက်တာနဲ့အနောက်ကလူတွေကိုရှာမတွေ့တာမျိုးတွေအဲ့လိုမျိုးလေးဖြစ်စေပါတယ်ဗျအဲ့တော့ဒါတော့ပထမခါတာပဲဖြစ်ပါတယ်ကျွန်တော်ဒုတက်ခါတာတော့ဘုရားမြတ်စွာဘုရားရှင်တော်ကိုယ်တိုင်တကူပြခဲ့တဲ့ပကပြမကြီးကိုပေါ့နော်ကိုရောင်ဖြောက်ပြီးတော့ပကပြမကြီးရဲ့မျက်ခုံးပွေးပေါ်မှာဇင်းညံလျှောက်ပြီးကိုရောင်ဖြောက်ခဲ့တဲ့တကူတွေပြခဲ့တဲ့ခါတာပဲဖြစ်ပါတယ်ဒါတော့ဘုရားမြတ်စွာဘုရားရှင်ကိုယ်တိုင်ရုပ်ခဲ့တဲ့ခါတာပေါ့နော်ဘဝေဝဟံဗယံတိသွားဘဝင်စဝိဘဝေတိနံဘဝံနာပိဝရိန်ကိဉ္စီနန္ဒိဉ္စနာဥပါတိယိကျွန်တော်နောက်ခေါက်ပူဇော်ပေးပါဦးမယ်ဗျဘဝေဝဟံဗယံတိသွားဘဝင်စဝိဘဝေတိနံဘဝံနာပိဝရိန်ကိဉ္စီနန္ဒိဉ္စနာဥပါတိယိဘဝေဝဟံဗယံတိသွားဘဝင်စဝိဘဝေတိနံဘဝံနာပိဝရိန်ကိဉ္စီနန္ဒိဉ္စနာဥပါတိယိခရဏိပဲကျင်းလေးရတော့အဟံငါဖျားသည်ဘဝေဘဝများစွာတန်တရား၌ဘဝင်စဇာတိဒုက္ခများသည့်စားတောင်းဘေးပေါင်းကိုလည်းဘဝင်ကာမရူပအရူပဟူသောဘဝသုံးမြတ်တန်တရားကိုလည်းဝိဘဝေတိနိစ္စဘဝကောင်းမြင်ရှားကြံစီလဲစုံလင်နွားမြတ်နေမင်းကြသူတော်ဟူသည်များတို့ကို၎င်းတိတော်ဝါကိုပိုင်ဉာဏ်မြင့်ဟိုတိုင်းမှန်ရာတိမင်တော်မူသောအကြောင်းသာလျှင်ကိဉ္စီဘဝသုံးမြတ်ဘဝသုံးလောကတွင်တစုံတစ်ခုသောဘဝကိုနာဘိဝရိန်တနာဒိဋ္ဌိကံကြီးဆွဲလန်းမယူမှန်းပြီးနန္ဒိဉ္စဘဝသုံးမြတ်တွေ့တာကလဘဝတနာယုတမကိုလည်းနဥပါတိယိဆွဲလန်းလွတ်ကင်းအမြင့်ရင်ကအလင်းပြည့်စီဖြတ်တော့မူခဲ့စေတည်းဒါတော့ကျွန်တော်ပကပြမကြီးကိုမဇ္ဈိမနိကမူလပတ္တပါဠိတော်ကဗျမနိကမန္တိကတုတ်လို့ခေါ်တယ်အဲ့တော့ပကပြမကြီးကိုချွေချွတ်ခဲ့တဲ့တကူပြခဲ့တဲ့ခါလာလို့ပြောရင်မမားဘူးပေါ့နော်ဘုရားမြတ်စွာဘုရားကိုယ်တိုင်ကိုရောင်ဖြောက်ခဲ့တယ်လို့ပြောရင်မမားပါဘူးဗျဒါကြောင့်မလို့ဒီဘက်ကတော့ကိုရောင်ဖြောက်ခြင်းအဲ့တော့ကျွန်တော်ရန်သူတွေမမြင်စေခြင်းအဲ့တော့ကိုမကောင်းတဲ့သူတွေမမြင်ခြင်းအဲ့ဒါကောင်းတဲ့အရာတွေကိုပဲမြင်နေခြင်းဒီခါတော့အသုံးပြုလို့ရပါတယ်ဗျကဲတလောက်ဆိုမိတ်ဆွေများဒီခါတော့ရုပ်ဘက်ပေါ်မြတ်တက်ပြီးတော့ထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေညီငယ်များလည်းရုပ်ဘက်ပေါ်မြတ်လို့တော့ခါရမနမရှိရေးခဲ့မိခဲ့တောင်းခဲ့ပါကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေကနဲ့သားသမီးအားလုံးလည်းအနေငယ်ပေးရှင်းကြပါသည်ဗျ Lions ကနေပြီးလည်းအားပေးကြပါအောင်ခင်ဗျာ